အားလုံးပဲမင်္ဂလာပါမင်္ဂလာနာနဲ့ခင်မင်္ဂလာညနေခင်းပါမိတ်ဆွေများယေရှုခရစ်တော်၏နာမတော်အားဖြင့်ရှလုံးအရောက်တိုင်းပေါ်မှာညီသက်ခြင်းတက်ရောက်ပါစေဟုတ်ကဲ့ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကတော့စိတ်နှလုံးကောင်းစားတော်သူသည်အရာရာ၌ကောင်းစားတယ်ဆိုတဲ့ကောင်းစဉ်အားဖြင့်ပေါ့နော်ကျွန်တော်ဆင်ခြင်မိတဲ့အကြောင်းအရာလေးကိုပြောပြချင်ပါတယ်ဆိုတော့စိတ်နှလုံးကောင်းစားရင်အရာရာကိုကောင်းစားတယ်ဆိုတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ဓမ္မကျမ်းစာမှာပြောထားတယ်လောကစကားမှာလည်းကျွန်တော်တို့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုပြီးမှကျွန်တော်တို့ယုံကြည်ကြတယ်ပေါ့ဒါပေမဲ့ကောင်းတဲ့အရာတွေကိုဘယ်လိုလုပ်ရတယ်လဲဆိုတာကျွန်တော်တို့နားလည်တယ်လို့ပုံစံမျိုးနဲ့သူတစ်ပါးပစ္စည်းဥစ္စာမခိုးဘူးသူတစ်ပါးရဲ့တာမယာမပြစ်မှားဘူးဆိုတော့ဒီပညတ်တရားကျွန်တော်တို့ရဲ့စီမင်းစည်းကမ်းဥပဒေတာတွေကိုကျွန်တော်တို့လိုက်နာတဲ့အရာတွေလို့ကျွန်တော်တို့ကခံယူတတ်တယ်ဆိုတော့စိတ်နှလုံးကောင်းစားတယ်ဆိုတဲ့အခါမှာကျွန်တော်တို့နှလုံးသားကိုဖြူစင်အောင်သူတစ်ပါးကိုမနာလိုခြင်းเนาะလောဘမောဟဒေါသတွေเนาะမရှိခြင်းဆိုပြီးမှကာမဂုဏ်ချုပ်တီးခြင်းထိန်းချုပ်တယ်ချုပ်တီးတယ်ပေါ့နော်ဆိုတဲ့အရာတွေကိုကျွန်တော်တို့ပုံဖော်တယ်ဆိုတော့ဒီလိုပြောရင်မာသလားလို့ပြောရင်မန်တင်တယ်လို့တော့မှန်ပြီမဲ့အရန်နေတော့မမှန်ဘူးဆိုတော့ကျွန်တော်ဒီအကြောင်းအရာပေါ့နော်လောကအကြောင်းအရာဒီကိုရှင်းပြတာတဲ့ဓမ္မကျမ်းစာထဲကအကြောင်းအရာလေးတစ်ခုအားဖြင့်ကျွန်တော်ပြောပြခြင်းတယ်ဆိုတော့ဒီဓမ္မကျမ်းစာထဲမှာကျွန်တော်တို့အားလုံးသိကြတယ်ဖြစ်တဲ့ကျွန်တော်ဒါဝိမင်းပေါ့နော်ဒီနေ့ကျွန်တော်တို့ဂျူးလူမျိုးတွေအမတမလေးစားပြီးမှအမတမသူတို့ဂုံယူရတဲ့သူတို့ရဲ့ဘယင်မျိုးဆက်တွေထဲကဒါဝိမင်းနော်ဒါဝိရဲ့နောက်မှာပေါ်လာတဲ့ဘယင်တွေထက်ဒီကနေ့ကျွန်တော်တို့ဣသရေလနိုင်ငံရဲ့အလံပင်လျင်ဒါဝိရဲ့အလံပေါ့နော်ဒါဝိလုပ်ခဲ့တဲ့ဒါဝိရဲ့အလံကိုသူတို့ဒီကနေ့ထိသုံးနေတာဖြစ်တယ်ဆိုတော့ဒီဒါဝိအကြောင်းအဖြစ်ဒါဝိရဲ့အောင်မြင်ကြော်ကြားမှုဒါဝိကိုဘာဖြစ်လို့သူတို့ဒီလောက်ထိအလေးနဲ့ထားရတယ်လဲဆိုတဲ့အကြောင်းအရာလေးအဖြစ်ပြောပြချင်တယ်ဆိုတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲရှောလူကိုလူတွေကနော်ဒါဣသရေလလူမျိုးတွေကဘယင်လိုချင်လို့ရှောလူကိုတောင်းခဲ့တယ်ရှောလူရဲ့နော်မာယွန်းချင်းအဖြစ်ဖျားနဲ့မာယွန်းချင်းပေါ့အဖြစ်ပေါ့နော်ရှောလူရှိကဘုံပယ်ပြီးတဲ့နောက်ဒါဝိကိုဗိတ်သေးရောက်လာတယ်ဂေါလျက်နဲ့စုံတွေ့ပြီးတော့ဒါဝိဟာဂေါလျက်ကိုအနိုင်ယူပြီးတဲ့နောက်ပိုင်းမှာသူရှောလူရှိမှာအစေခံတယ်ရှောလူရဲ့သားဖြစ်တဲ့နော်သားယောနသန်နဲ့သူဟာအဆွေဖြစ်တယ်နောက်ဆုံးမှာတော့နော်ဒါဝိရှောလူကဖယားကသူရှိကဘုံပယ်တာကိုလည်းသိတယ်ဒါဝိကိုဖယားတခင်ရွေးကောက်တယ်ဆိုတာကိုလည်းသူသိတယ်ဒါပေမဲ့ तू မခံစားနိုင်ဘူး तू အဲ့ဒီအရာကိုနောက်ဆုံးဘယ်လောက်ထိမခံစားနိုင်ဘူးလဲပြောရင်ဒါဝိအတောင်းတောင်းရှောလူအထောင်ထောင်ဒါဝိအတောင်းတောင်းဆိုပြီးမှနော်ထောင်နဲ့တောင်းနဲ့ကွာဟမှုဆိုတဲ့ကြွေးကြော်တန်တွေကို तू ကြားချင်းအဖြစ်ပင်နော်စပြီးတော့ရန်ညိုးဖွက်ပြီးဒါဝိကို तू အကြိမ်ကြိမ် तू တပ်ဖြတ်တယ်ဒါဝိဟာတစ္ဆာမပြတ်ခဲ့ဘူးတနည်းပြောရင်ဖျားတခင်ရဲ့နှလုံးသားလဲသူ့ရှိမှရှိတယ်လူတွေကဘလောက်ပဲတစ္ဆာပြက်ဖျားကကျွန်တော်တို့ကိုတစ္ဆာမပြတ်ခဲ့ဘူးရှောလူကသူ့ကိုဘလောက်ပဲနော်လှုပ်ချံတပ်ဖြတ်ဖို့ကြံစီ သူမေတ္တာမပြတ်ဘူးဖျားရှိကလာတဲ့နတ်ဆိုးလို့ပြောတယ်နော်ဖျားစေလွတ်တဲ့ဝိညာဉ်မကောင်းသောအမှုကိုပြုစေတဲ့အရာရှောလူရှိမှာစာတန်မဟုတ်ဘူးနော်ဖျားရှိကလာတဲ့အရာဒီအရာအဖြစ်သူဒါဝိကိုသူတပ်ဖို့လှုပ်လိုက်ခေါင်းကိုက်တဲ့အခါမျိုးတွေမှာဆိုရင်ဒါဝိဟာသူဆောင်းကိုတီးပြီးမှနော်
သူ့ရဲ့သခင်ရှောလူရဲ့တက်တာချင်းကိုသူရဖို့ရန်သူလှုပ်ပေးခဲ့ရတာလှုပ်ပေးခဲ့တယ်ဆိုတော့ဒီလောက်ပဲသူဂျေစုပြုတော်ညာလဲနော်ရှောလူကသူ့ကိုတတ်ဖို့ပြင်ဆင်တယ်အချိန်ချင်းလိုက်တတ်တယ်ကျွန်တော်တို့လိုရင်းပြောမယ်ဆိုရင်တော့သူထွက်ပြေးရတယ်ရှောလူရှိကနေသူထွက်ပြေးတဲ့အခါမှာရိုးရိုးသူတို့ပိုင်တဲ့နယ်မြေပိုင်တဲ့ထဲမှာဘယ်ထွက်ပြေးတာမဟုတ်ဘူးအဲ့ဒီမှာထွက်ပြေးတဲ့အခါမှာလဲသူစာဝင်နေရေးအချက်တဲတွေးလို့ဒါနော်ဖျားလူတွေရှိမှတွားပြီးမှဒီအစားတောက်တွေတွားယူတွားစားတဲ့အခါမှာနော်ရှောလူကတီးတဲ့အခါမှာအဲ့ဒီယေဘရဟိတ်တွေကိုပါကိုပင်လင်းနော်ရှောလူကတပ်ပလိုက်တယ်အဲ့လိုအရာလေးတွေကြုံခဲ့ရတယ်နောက်ဆုံးသူဖိလိပ္ပိလူတွေရဲ့နေရာအထိကိုသူပြေးရတယ်ခိုလုံရတယ်အဲ့ဒီခါမှာလဲသူဟာနော်ဒီဂေါလိယက်ဟာဖိလိပ္ပိလူမျိုးဖြစ်တယ်သူဂေါလိယက်ကိုနော်သူတို့ရဲ့ဒီကဲစစ်ဘရင်ကိုသူတတ်ထားတဲ့အနိုင်ယူထားတဲ့လူကနော်ရန်သူနယ်မြေတဲကိုပြောင်းဝင်တဲ့အခါမှာသူအချင်းနေမှာဟာမန်သူတိလိုက်တဲ့အတွက်သူကယူချင်အောင်ဆောင်ပြီးမှပေါ့နော်အဲ့လိုပြန်လဲပြီးမှအဲ့ဒီကနေသူထွက်ပြေးလာရတယ်ဒါပေမဲ့ဖယားရှင်ကသူ့ကိုကွယ်ကာခြင်းသူ့ကိုမဆာခြင်းလက်တော်တရားပြီးမှသူနေရပေမဲ့လဲနော်ဒါသူတနည်းတဖုံပြောမယ်ဆိုရင်သူဟာအောင်နိုင်သူပဲသူဟာဖယားသခင်ရဲ့ဗိတ်သိက်ရှိတော်သူပဲရှောလူရှိကနေဘယင်စည်းစိမ်ကိုဘယင်ဆိုတဲ့ဘုံကိုပယ်ပြီးမှဒါဝိကိုပေးပြီးသားဖြစ်တယ်အခွင့်သူဟာအခွင့်အာဏာရှိတဲ့သူရှောလူကအခွင့်အာဏာမရှိတော့တဲ့သူဖြစ်တယ်ဒါပေမဲ့လည်းနောက်ဆုံးမှာဒါလိုရင်းပြောမယ်ဆိုရင်ရှောလူနော်သူ့ကိုလိုက်တတ်တဲ့ရှောလူကတရက်မှာဒါဝိနေတဲ့ဒါဝိတို့အုပ်စုတွေခိုအောင်နေတဲ့နော်ဂူထဲမှာလာပြီးရှောလူကမတိလို့လာအိတ်တဲ့အခါမှာနော်ဒါဖယားကသူ့ကိုဒါလုံးဝအနိုင်အခွင့်သူ့ရဲ့အသက်ကိုမင်းထဲလက်ထဲအပ်ပြီးဆိုပြီးမှနော်သူ့ရဲ့တပည့်တွေကဟာငါတို့ရန်သူတော်ကြီးပေါ့နော်ကျွန်တော်တို့အနိုင်ရပြီဆိုပြီးမှသူ့ကိုလုံးဝဒါဝိဒီရှောလူရဲ့အသက်ကိုယူဖို့ရန်ဒါဝိကိုတော့တိုက်တွန်းတယ်ဒါပေမဲ့လည်းရှောလူကလည်းဒါဝိကလည်းပေါ့နော်ဒါသူ့တခင်ကိုဒါတပ်ဖို့ရန်သူသွားတဲ့အခါမှာချင်းတဲ့အခါမှာဖယားတခင်ဗိတ်သိက်ပူတော်ဗိတ်သိက်ဖူးတဲ့လူကိုပေါ့နော်ဗိတ်သိက်ဘူးတဲ့လူကိုသူမထီးရဘူးနော်ဖယားကလည်းငါ့ကိုလည်းဖယားဗိတ်သိက်တယ်သူ့ကိုလည်းဖယားဗိတ်သိက်ခဲ့တယ်ဆိုတော့ဖယားကိုသူချစ်ကြောက်ယူတည်တော့အားဖြင့်ဒါရှောလူရဲ့ဒီသူ့ရဲ့ဝတ်လုံရဲ့အောက်ပိုင်းအစကိုပဲသူလီးဖြက်ပြီးမှပေါ့နော်လီးဖြက်ခဲ့တယ်ဒါပေမဲ့ရှောလူကအဲကနေအေးရနိုးတော့သူပြန်သွားတဲ့အခါမှာဒါဝိကတခေနော်တခြားလူတွေဆိုရင်လူလောကမှာဆိုရင်ဒါတခြားလူတွေဆိုရင်လစ်ပြီးနော်ကိုတော့သွားပြီကိုတော့အသက်ကိုကျွန်တော်လက်ထဲမှာရှိပေမဲ့လဲကျွန်တော်ကိုတော့ပေါ်မှာတစ္ဆာစောင်းတယ်ကျွန်တော်မလုပ်ခဲ့ဘူးဆိုပြီးမှသူ့ရဲ့မေတ္တာပြခြင်းပေါ့နော်ကျွန်တော်တို့မတ်ကြောက်တင်ခံတဲ့ဒါဝိရဲ့နှလုံးသားစစ်မှန်တဲ့နှလုံးသားကိုသူ့တခင်ကိုပြောပြတဲ့အခါမှာရှောလူကလည်းငကွာနေသူတီးပါတယ်ဒါပေမဲ့လည်းသူဒီချိန်မှာသူဝန်ခံတယ်နင်းကိုဣသရေလလူမျိုးတွေရဲ့ဘယင်အဖြစ်နဲ့ဖယားသခင်ကချီးမြှောက်တယ်ပေါ့နော်ဆိုတော့ငါအမျိုးတွေကိုမတတ်ဖို့ရန်နော်သူဂတိတောင်းတယ်တစ္ဆာတောင်းပြီးမှနင်းကိုဖယားရှင်တာ၍ကောင်းကြီးပေးပါစေဆိုပြီးရှောလူဟာနော်ဒါဝိကိုပြန်လဲဗိတ်သိက်ကောင်းကြီးဆုတောင်းပေးပြီးတော့နော်ကိုမချီးမြှောက်ရတယ်အမတမလေးစားဂုံယူအတူယူဖွယ်ကောင်းတော့ဒါဝိရဲ့နှလုံးသားဖြစ်တယ်နော်ဆိုတော့ကိုရန်သူပင်လင်တင့်မြတ်ရတော့အခွင့်တင်မဟုတ်ပဲသူ့ရဲ့ရန်သူလို့ပြောလို့ရတဲ့ဒါသူပင်လျင်ပြန်လဲဗိတ်သိက်ပေးရတယ်အဲ့ဒီခါကျမှသူတို့ပို၍ခိုင်ခန့်တဲ့နေရာကိုသူတို့တွားတယ်လို့ကျမ်းစာမှာပြောထားတယ်ပေါ့နော်ဒါဒီအကြောင်းအရာကတော့ဓမ္မရာဇဝင်ပထမစာဆောင်1ရာပေါ့နော်အခန်းကြီး24နောက်အဆုံးတော့အခန်းမှာဆိုရင်ခဏပြောလို့ပို၍မြဲခိုင်ခန့်တော့နေရာကိုတွားတယ်လို့ပြောတာဖြစ်တယ်ဆိုတော့
ဒီလိုဖခင်ရဲ့စိတ်နှလုံးပေါ့နော်နှလုံးသားကောင်းစားတော့သူဟာအရာရာ၌ကောင်းစားတယ်ဆိုတဲ့အကြောင်းအရာမှာဒါဝိရဲ့နှလုံးသားကိုအမတမအတုယူစရာကောင်းပါတယ်ကျွန်တော်တို့တယောက်နဲ့တယောက်ကိုနော်ကိုယ့်ရဲ့ယန်သူကိုပြင်ချစ်တော်နှလုံးသားနော်သူရဲ့ဘိတ်တိတ်ကိုကိုယ့်ရဲ့ခေါင်းဆောင်တွေကိုဝိညာဉ်ဖခင်တွေကိုနော်မပြစ်မှားတဲ့နှလုံးသားဖခင်ကိုချစ်ကြောက်တဲ့နှလုံးသားများစွာကျွန်တော်တို့လောကကြီးမှာလေစင်ချင်စရာအများကြီးရှိပါတယ်လောကကြီးနဲ့နိုင်ရှင်ပြီးအကြောင်းအရာဒီအကြောင်းအရာအဖြစ်စင်ချင်မယ်ဆိုအများကြီးရှိတယ်ဒါပေမဲ့လည်းကျွန်တော်ဒီလောက်ပဲဒီမှာပဲအဆုံးသတ်မယ်ဒီတို့ကိုတန်ရှင်တော်ဝိညာဉ်တော်ဖခင်ကဆက်လက်ဒီမှာတာ၍ဖွင့်ပြခြင်းအဖြစ်ဒီထက်တာ၍ကျွန်တော်နားလည်နိုင်တော့ဉာဏ်ပညာဉာဏ်မျက်စိကိုပေးပါစေလို့ဆုတောင်းပေးခြင်းနဲ့ဒီတို့ဟာကောင်းကြီးရှိတဲ့သူတွေဖြစ်တယ်ကောင်းကြီးမင်္ဂလာနဲ့ထိုက်တန်တဲ့သူတွေဖြစ်တယ်ကောင်းကြီးမင်္ဂလာကိုတာ၍တည်ဆောင်အောင်မဲ့သူတွေဖြစ်တယ်ဆိုတဲ့အရာကိုပြောရင်းယေရှုခရစ်တော်နာမတော်၌သင်တို့ကိုကောင်းကြီးပေးလိုက်ပါတယ်အာမင်